introduction ကိုဆက်ပြီးတော့လေ့လာပါမယ် introduction ကတော့မြန်မာလိုဆိုရင်ဒါမိတ်ဆက်ပေးတာကိုပြောပါတယ်မြန်မာလိုဆိုရင်တော့တငယ်ချင်းတွေကကိုတငယ်ချင်းသူ့ရဲ့နာမည်ကတော့ဘသူဖြစ်တယ်ဒါကတော့ဘသူပါဒါမျိုးပြောတာပါဒီအခန်းမှာလေ့လာရမှာက this is သူဖြစ်တဲ့အကြောင်းပြောပြတာဖြစ်တယ်အဲ့တော့အရင်ဆုံး audio ကိုနားထောင်ကြည့်ပါမယ် 1.3 This is Tom, this is Carlos. Carlos, this is Tom. Hello Carlos. Hello Tom. ဒီမှာဆိုလို့ရှိရင်ကောင်းမလေးကသူ့ရဲ့တငယ်ချင်းတစ်ယောက်ကို Tom ဒါကတော့ Carlo ဖြစ်တယ် Carlo ရဲ့ဒါကတော့ Tom ဖြစ်တယ်ဒါမျိုးသူကမိတ်ဆက်ပေးလိုက်တဲ့အခါမှာသူနှစ်ယောက်ကတိတ်သွားပြီး Hello Carlo Hello Tom ဒါမျိုးပြန်ပြောတာဖြစ်ပါတယ်နံပါတ်2ကကြတော့ practice လုပ်ခိုင်းနေပေါ့နော် practice ဆိုတာလေ့ကျင့်ခိုင်းတာပေါ့ in groups of 3ဆိုတော့3ယောက်တစ်ဖွဲ့ဖွဲ့ပြီးတော့ချက်ခိုင်းတာဒါပေမဲ့ teacher တို့က video class ဆိုပေမဲ့လေဒါကိုကြော်မသွားဘဲနဲ့ရအောင်လေ့ကျင့်ပါမယ်အဲ့တော့အရင်ဆုံး teacher ကလူလေး3ယောက်ဆိုလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အလေကောင်ကဒါ teacher တို့ဖြစ်တယ်ပေါ့နော် teacher တို့ကိုယ်တိုင်နေပါဒီဘက်မှာ teacher ဒီဘက်ကကောင်လေးရော teacher နာမည်ပေးလိုက်ပါမယ်နေတန်ကိုနာမည်ပေးပါမယ်ဒီဘက်ကကောင်လေးကိုတော့ teacher အီတန်လို့ပေးလိုက်ပါမယ်အဲဆိုရင် teacher ကတငယ်ချင်းတွေကကိုတယောက်ကလေးစီမိတ်ဆက်ပေးမှဖြစ်တယ်အဲ့တော့အရင်ဆုံးအီတန်ကိုအရင်ပြောမယ်ပေါ့နော်နေတန် This is Ethan နေတန်သူ့ရဲ့နာမည်ကတော့ Ethan ဖြစ်တယ်ဒီနေရာမှာ teacher တို့ကနာမည်ပါတယ်မထည့်ဘူးပေါ့နော် speaking ပြောတဲ့အခါမှာ this is နဲ့ပြောရင်လုံလောက်တယ်အဲ့တော့ Nathan This is Ethan အဲ့ဒါပြီးတော့နောက်တစ်ခါ Ethan ဒါကတော့ Nathan ဖြစ်တယ်ပြန်ပြောမယ် Ethan This is Nathan ဒါမျိုးလေးပြောပြရမှာဖြစ်ပါတယ်အဲ့တော့သူတို့ချင်းချင်းကတယောက်နဲ့တယောက်နဲ့တည်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ Hello Nathan Yes Hello Ethan ဒါမျိုးလေးဖြစ်သွားပါပြီဒါကတော့ဒါတီချေပေးထားတဲ့နာမည်နဲ့လေ့ကျင့်တာဖြစ်တယ်အဲ့တော့ဗီဒီယိုလေးကိုခဏ pause လုပ်ထားပြီးတော့စာအုပ်တွေတင်နေရမှာစာအုပ်ခွဲနောက်တစ်ခွဲထဲမှာပြပြလူလေး3ပုံဆွဲကြည့်ပြီးတော့လေ့ကျင့်ကြည့်ပါဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ်နောက်တစ်ခု number 3 nice to meet you ဒီစကားလုံးကတော့တော်တော်များများအင်္ဂလိပ်စာလေ့လာနေတဲ့သူတိုင်းဒီစကားလုံးကိုသိရဲ့ nice to meet you ဆိုတာတွေ့ရတာဝမ်းသာတဲ့အကြောင်းကိုပြောတာအဲ့တော့ဒီနေရာမှာဒီချိုးက audio လေးကိုသိချာနားထောင်ကြည့်မယ်သူတို့ကဘယ်လိုစကားလုံးလေးဆိုရင်အတန်ဖိပြောလဲဆိုတာကိုသိချာနားထောင်ပါမယ် 1.4 Nice to meet you. Hello, my name's Paul Bartosh. Hello, I'm Sarah Taylor. Nice to meet you. Nice to meet you too. Listen again and repeat လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတစ်ခါ teacher က audio ဖွင့်ပြတဲ့အခါမှာစာဗီဒီယိုမှာမြင်ရတဲ့စာကိုလိုက်ပြောကြည့်ပါပါစကနေ like ထွက်ဆိုကြည့်ပါ 1.4 Nice to meet you. Hello, my name's Paul Bartosh. Hello, I'm Sarah Taylor. Nice to meet you. Nice to meet you too. Okay ဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ် Number 4 Practice in past နှစ်ယောက်တည်းလေ့ကျင့်ရမယ်ပေါ့နော် Says your first name and your surname အခုရဲ့နာမည်ကိုပြောရမယ်အခုဒါကလည်း video class ဖြစ်တယ်ဆိုပေမဲ့လည်းလေ့ကျင့်ကြည့်လို့ရပါတယ်အမှန်ပထမအဆုံးလူ2ယောက်ရှိရပေါ့နော် A ဆိုရဲလူလေးရဲ့ B ဆိုရဲလူလေးရဲ့2ယောက်ရှိပါတယ်အရင်ဆုံးတစ်ချက်ကကိုမိတ်ဆက်မယ်ပေါ့နော် Hello my name'sဒါတစ်ချက်နာမည်ကိုမိတ်ဆက်ပေးလိုက်တာ Hello my name's Lily Grace ဒါကိုဒီတစ်ဖက်ကလည်းပြန်ပြီးတော့ Hello I am Thomas Bond တစ်ဖက်ကနေပြန်ပြီးတော့သူဟာ Thomas Bond ဖြစ်ကြောင်းပြန်ပြောတယ် Nice to meet you
ဒီချာလေးပြန်ပြီးတော့ nice to meet you too ဒါမျိုးပြန်ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီချက်ကနံပါတ် A ကျောင်းသားနံပါတ် A လုံးမယ်ကျောင်းသားတွေကနံပါတ် B လုံးပြီးတော့ပြောကြည့်ပါမယ် Hello my name's Lily Grace Nice to meet you too ဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ်ဒီချက်ရဲ့နာမည်အပြင်ကိုအသာကိုနာမည်နှစ်ခုပေးပြီးတော့လေ့ကျင့်လို့ရပါတယ်နောက်တစ်ခု number 5 choose a name stand up and say hello နာမည်တစ်ခုကိုရေးပြီးတော့ဒါပြောရမှာဖြစ်တယ်အဲ့တော့ကိုကအိမ်မှာလေ့ကျင့်စာလုပ်တဲ့အခါမှာကိုတည့်ရဲ့နာမည်တွေပြောပြီးတော့သိချင်လို့ရပါတယ်ဒီမှာသူကစိတ်ဝင်စားဖို့ကောင်းအောင်ရေးထားတယ်ပေါ့နော်သူကအမေရိကန်ရဲ့စင်ကာပေါ့နော်စင်ကာလည်းဟုတ်တယ်အတယ်လည်းဟုတ်တယ်ဒီနှစ်ခုကဆက်ပေးထားတဲ့သဘောမျိုးပေါ့နော်ကျောင်းသားတွေစိတ်ဝင်စားအောင်ဒီဘက်က Cleopatra ကကြတော့ Egypt ရဲ့ဘုရင်မဖြစ်တယ်ဆိုတော့အဲ့နှစ်ခုကတကယ်အချင်းရမတူဘူးပေါ့နော်ထွားကဒါ BC ခက်လောက်ပါ Egypt ဘုရင်မက BC ပါဒီဘက်ကအမေရိကန်အစိုးရကတော့ maybe 1969လောက်ပါဒါနာမည်ကြီးရပေါ့နော်တော်တော်နာမည်ကြီးတယ်အဲ့တော့သူတို့ရဲ့အကြောင်းကိုသိချင်လို့ရှိရင် PDF file ရှိပါတယ်ဒါဖတ်လို့ရပါတယ်တခု how are you read and listen ဖတ်ပြီးတော့နားထောင်ကြည့်ပါမယ်နံပါတ်1နံပါတ်2နှစ်ခုပဲရှိရပေါ့နော်အဲ့နှစ်ခုကိုတခြားနားထောင်ကြည့်ပါမယ် 1.5 How are you? 1. Hi, Dinos. How are you? Fine, thanks, Arthur. And you? I'm okay, thanks. 2. Hello, May. How are you? Very well, thank you. How are you? Fine. ဒါဆိုလို့ရှိရင်တရားနဲ့အခြေအနေသိချင်တဲ့အခါမှာဘယ်လိုမေးလဲဆိုရင် how are you နဲ့အဆင်ပြေရဲ့လားဒါမျိုးတွေမေးရတာဖြစ်ပါအဲ့တော့ how are you I am fine thank you ဆိုတာအေးကိုမပြောဘဲနဲ့ very well thank you ဒါမှမဟုတ်လို့ရှိရင် fine thanks ဒါမျိုးလေးပြောလို့ရပါတယ်ဒါက 1.5 ကကြတော့ဒီချေတော့ 1.5 ကပေါ်ဟာပေါ့နော် sorry နောက်တစ်ခုဒီချေတော့ grammar spot ကိုလေ့လာပါမယ်ဒီချေတော့မနေ့က grammar အကြောင်းလေးလေ့လာခဲ့ရဲ့မနေ့ကလည်းရှင်းပြခဲ့တော့ဒါလေးကိုဖြည့်ကြည့်မယ်ပေါ့နော် I'm color Helen အဲ့တော့ငါက Helen ဖြစ်ကြောင်းပြောတာဆိုတဲ့အတွက်ကြောင့်မလို့ I ကပဲစလုံးလေးပဲနဲ့တုံးလဲဆိုရင် yes ဒီမှာသူက short form နဲ့ရေးခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အရှိကောက်က I am ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခု how blank you ဒီနေရာမှာဒီချေတော့ collect လို့ blank လို့ပြောမယ်ပေါ့နော် how are you yes how are you နောက်တစ်ခုဒါဆိုတာသိရပေါ့နော် yes this is Tom ဒါမျိုးလေးပြောရတာဖြစ်ပါတယ် okay နောက်တစ်ခု answer your teacher okay ဒါကတော့အပြင်အလင်းနေအစီပြေရလားဒါမျိုးမေးခွန်းနေမိရတာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးလည်းကွာတာကိုပြောကြည့်ပါနောက်တစ်ခု number 4ကကြတော့ complete the conversation ဒီချေကိုဒီ collect ထဲမှာစကားလုံးလေးကိုဖြည့်ပေးရမှာဖြစ်တယ်ဗီဒီယိုလေးကိုခဏ pause လုပ်ထားပြီးတော့ဖြည့်ကြည့်ကြည့်ပါ number 1ကိုအချိန်5စက္ကန့်ပေးထားပါမယ်5 4 3 2 1 okay ဒါဆိုလို့ရှိရင်ရမယ်ထင်ပါတယ်အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ဒုတိယ column မှာပါဖြစ်မလဲ yes what's your name အဲ့ဆိုရင်တော့ပါပြန်ပြောမှာလေ yes my name's Ben ဒါမျိုးပြန်ပြောမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျန်တဲ့ number 2 number 3ကိုဗီဒီယိုခဏ pause လုပ်ထားပါ pause လုပ်ထားပြီးတော့ကိုယ့်အတာကိုဖြည့်ကြည့်ကြည့်ပါဒါဆိုလို့ရှိရင်ရမယ်လို့ထင်ပါတယ်နောက်တစ်ခုစပြီးတော့သွားပါမယ်နောက်တစ်ခုကကြတော့ဒီချေကိုလေ့လာရမှာက everyday English နေ့စဉ်ပြောနေကြစကားလုံးတွေကိုလေ့လာရမယ်
ပထမအောင်ဆုံး complete the conversation ဒီ conversation တွေကိုပြည့်စုံအောင်ဖြစ်ပြီးမြတ်ပေါက်တယ်မှာဆိုရင် goodbye good morning good night good afternoon ပေးထားတယ် number 1ကတော့သူကဖြည့်ထားတယ်ပေါ့နော် good morning what a lovely day number 2ဒါဆိုလည်းကြည့်မယ်နောက်မှာနိုင်ပါနေတယ်ဒါဆိုလို့ရှိရင်ဘယ်လောက်ဖြစ်မလဲ good afternoon or good night yes good afternoon သူကပြန်ပြန်ကမှာ hello a carrot tea please ဒါမျိုးပြန်ပြောပါတယ် number 3အဖြစ်မလဲ number 4ဒါကညအိတ်ချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ good night sleep well night daddy okay ဒါဆိုရင်ဒီချက်ကိုအဖြေမှန်အဖြေကို answer check လုပ်ကြည့်ပါမယ်သူက listen and check လို့ပြောရတဲ့အတွက်ကြောင့်မလို့အရင်ဆုံးသူက column ထဲမှာရသလောက်ဖြည့်ကြည့်စီချင်တာဖြစ်တယ်ပြီးရင်ကြမှာအဖြေကိုနားထောင်ရမှာဖြစ်တယ် 1.6 Everyday English 1. Good morning. Good morning. What a lovely day. 2. Good afternoon. Hello. A cup of tea, please. 3. Goodbye. Have a nice day. Bye. See you later, Mum. 4. Good night. Sleep well. Night, Daddy. okay ဒါဆိုလို့ရှိရင်ရမယ်ထင်ပါတယ် number 2 put the words in the correct order စကားလုံးတွေကိုမှန်ကန်လေးပြန်ပြီးတော့စီးပေးရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်တော့ video လေးကိုခဏ pause လုပ်ထားပြီးတော့ number 1ကနေ number 4အထိဖြည့်ကြည့်ပါ okay ဒါဆိုလို့ရှိရင်ဒီချက်ကိုအဖြေတိုက်ဖို့ဖွင့်ပြပါမယ် 1.7 1. Good morning. How are you today? Fine, thanks. And you? 2. Good afternoon. Good afternoon. Coffee, please. Sugar? Yes, please. 3. Goodbye. Have a nice day. Thank you. And you. See you later. 4. Good night. Sleep well. Thank you. And you. okay ဒါဆိုလို့ရှိရင်ဒီထိရမယ်လို့ထင်ပါတယ်ဒီနေ့တော့သင်ငယ်စာကဒီလောက်ပါပဲ see you next lessons bye bye